စားကောင်းတဲ့မုံတုပ်လေးပါကဲအန်တီနဲ့အတူတူမုံတုပ်လေးလှူစားကြည့်ကြရအောင်နော်ဒီမှာတကယ်ကိုစားကောင်းတယ်ကဲလုပ်ငန်းစားကြမယ်ဒီမုံကိုပေါင်းပြီးတုပ်စားကြရအောင်နော်ခုပေါင်းတော့ဆေးထားပြီးပြီပေါင်းထားတာလေးချက်ပါပြီဒီလိုမျိုးမမလေးလောက်ရပေါ့နော်ကြီးကြီးချက်ရင်ကြီးကြီးပေါ့ချက်တူနီနန်ပြင်းနဲ့ချက်တူမဲချက်တူဖြူနဲ့ငရုတ်တီးကိုနည်းနည်းလေးလော်လိုက်ပြီးမှထောင်းထားတာပါပေးမုတ်အချက်တူနီချက်တူဖြူစီချက်တာပြီးရင်ထိုင်းမပြည့်ရဲ့ထိထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့စားနဲ့အချုံမုတ်ကတော့ကျမကတော့မထဲတော့ဘူးเนาะလိုအပ်တဲ့လူတွေကပြန်ထဲစားရအောင်ငရုတ်တီးလော်မုတ်ဒါအိမ်မှာလော်ထားရမလို့နည်းနည်းလေးအယောင်ကတော့မလောက်ဘူးဖြစ်သွားတယ်နန်းလော်နည်းနည်းထိပါမယ်တောက်ချပါစို့စပလာရီအလုံးထိပ်ပြီးဆိုတော့တပြက်တင်းနည်းနည်းလေးညစ်ထမယ်မမလေးကောင်းလိုက်တာအတန်းငါဟင်းထက်တော့မှပူစားကောင်းတယ်ရမ်းမိုက်ဒီမှာတော့စားချစ်ချရအောင်နော်ချစ်ဆုံးလို့ဒီမှာဘိုင်ဘိုင်ဒါလေးနဲ့စားပါတော့မယ်